မင်္ဂလာပါဒီနေ့ကျမတို့တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုအတူတူအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်လူခွဲစည်းမှာလေးတိုင်းတူညီမျှမှုအကြောင်းပြောနေကြပေမယ့်လက်တွေ့မှာချမ်းသာသူနဲ့စီးလဲသူကြားကကွာဟချက်ကပိုပြီးကြီးလာနေသလားလို့အထူးသဖြင့်မော်နော်ဒီကွာဟချက်ကိုနီးပညာနဲ့အချက်လက်data လက်လန်းမီထုံးဆွဲနိုင်မှုကဘလို့များပို့ပြီးတော့ကျယ်ပြန့်သွားစေတယ်လဲဆိုတော့ကျွန်တော်တို့လေးလာထားတဲ့အချက်ဒီပေါ်အခြေခံပြီးကြည့်ကြမယ်။နီးပညာဆိုတာလူတိုင်းရောက်တော့ခွင့်လန်းကြီးဖွင့်ပေးနိုင်တယ်လို့အပေါ်ယံကြည့်ရင်တော့ထင်ရတယ်။ဒါပေမဲ့တကယ်တမ်းမှာရှိနေမိတာမညီမျှမှုတွေကိုသူကဘလို့ပြန်ပြီးပုံနဲ့ရှိုင်းသွားစေနိုင်တယ်လဲဆိုတော့ရှုထောင်ကတော်တော်လေးစဉ်းစားစရာပဲ။ကဲဒီအကြောင်းကိုစပြီးအသေးစိတ်လေ့လာကြည့်ကြအောင်။ဟုတ်ကဲ့ครับဒီကတော့စိတ်ဝင်စားစရာချက်ပါပဲ။စဉ်းစားကြည့်လေdata နဲ့နီးပညာကကျွန်တော်တို့နေ့စဉ်ပေါ်ရဲ့အစီပိုင်းတိုင်းလိုမှာကိုပါနေပြီဒါပေမဲ့အန်ဒီကဒီယာတွေကပဲလူတွေကြားကကွာဟချက်ကိုမထင်မပဲနဲ့ပိုတိုးလာစေနိုင်တဲ့အလားအလာရှိနေတာပဲအဲ့ဒီချက်ကစဉ်းစားစရာပဲဆိုတော့ပထမဆုံးသတိပြုမိတဲ့အချက်ကိုပြောရရင်ချမ်းသာသူနဲ့ဆင်းရဲသူကြားကွာဟမှုဆိုတာပိုင်ဆိုင်မှုလို့အခွင့်အလမ်းတို့မှတင်ကွာရမဟုတ်ကောပေါ့နော်အခုခေတ်မှာကျတော့နီးပညာပြီးတော့အရေးပါတဲ့အချက်အလက်တွေကိုဘယ်သူကဘယ်လောက်လက်လန်းမီသုံးနိုင်တယ်လဲအဲ့ဒီအပေါ်မှာပါကွာဟချက်ကပိုပြီးတိတိတာတာကြီးလာနေတယ်ဆိုတော့ပဲဒီကွာဟချက်ကတပြေးပြေးပုံမှုကြီးထွားလာနေပုံရတယ်နော်အဲ့ဒါတကယ်အဓိကကြတဲ့အပြောင်းလဲတစ်ခုပဲဆိုတော့ data နဲ့နီးပညာတွေကအင်မတန်အစွမ်းထက်တဲ့ကိရိယာတွေဖြစ်လာတဲ့အခါမှာလေချမ်းသာတဲ့အတိုင်းအမှန်ကဒါတွေကိုပို့ပြီးတော့လွယ်ကူကူပဲရယူသုံးစွမ်းနိုင်ကြတယ်ဟုတ်တယ်လက်လန်းမီမှုမှန်ပါတယ်ဆိုတော့နောက်ဆုံးပေါ်နီးပညာတွေမျက်နှုံးမြင့်အင်တာနက်တွေအချက်အလက်ခွဲခြားစိတ်ဖြာမှုတွေကိုအသုံးချက်ပြီးတော့ပညာရေးတို့ကျန်းမာရေးစောင့်ရှောက်မှုတို့နောက်ပြီးအကောင်းဆုံးယဉ်ကျေးမြတ်နံမှုအခွင့်အလမ်းတွေလိုမျိုးနေပဲဆုံးမှာသူတို့အတွက်အားသာချက်တွေအများကြီးဖန်တီးယူနိုင်လာကြတယ်ပေါ့သူတို့အတွက်အခွင့်အလမ်းပိုများတော့တာပေါ့ဒါပေမဲ့ဒီတင်ကားပြရင်တစ်ဖက်ချမ်းမှုကြည့်ပြန်ရင်စီရီနွန်ဘာသူတွေအတွက်ကြတော့ဒီနီးပညာတွေကအကျိုးပြုဖို့ထက်သူတို့ကိုပိုပြီးထိန်းချုပ်တာတို့ဖရမိုတာတို့မျိုးတွေဖြစ်လာနိုင်တဲ့အခြေအနေကိုသတိပြုရမယ်လို့သုံးသပ်ချက်တွေကဆိုလာတယ်ဒါဒီဖရမိုချုပ်ကိုင်နေရေဆိုတဲ့အချက်ကနည်းနည်းတော့စိုးရင်စရာပဲဒီကိုစီမံခန့်ခွဲဖို့ရင်းနှီးမြှုပ်နှံဖို့အတွက် AI လိုမျိုးအစစ်မြစ်နီးပညာသုံး application တွေကိုသုံးနိုင်နေဆိုပါစို့ဒီ app တွေကသူ့ရဲ့အသုံးစရိတ်ပုံစံငွေကြေးစီးဆင်းမှု data တွေကိုခွဲခြမ်းစိတ်ဖြာပြီးတော့ဘယ်နေရာမှာရင်းနှီးတဲ့နယ်ဘယ်လိုဝန်ဆောင်မှုကသူ့အတွက်အကိုက်ညီဆုံးလဲဆိုတာတွေကိုအကြံပြုပေးနိုင်တယ်ဟုတ်တယ်တော်တော်အသေးစိတ်ကြတဲ့ခွဲချမ်းစေဖြတ်မှုမျိုးတွေပေါ့အဲ့ဒါပေါ့ဒါပေမဲ့တစ်ဖက်မှာဆင်းရဲတဲ့လူတယောက်အတွက်ကြတော့ဒီလိုကိရိယာတွေအချက်လက်တွေစီရောက်ဖို့ကအတော်လေးခက်ခဲနိုင်တယ်နော်ဖုန်းကောင်းကောင်းမရှိတာအင်တာနက်အများနဲ့မရတာဒါမှမဟုတ်ဒီနည်းပညာတွေကိုဘယ်လိုအကျိုးရှိရှိသုံးရမှန်းတောင်မှပြီးတာမျိုးတွေကအကြီးမားဆုံးအတားအဆီးတွေဖြစ်နေတာတဲ့ဟုတ်အခြေခံလိုအပ်ချက်တွေမှာကလေးကခွာနေတာကိုသူတွေအတွက်တော့ဒီလိုအလောက်ကန်ခွင့်လန်းနေဆိုတာတကယ်ရှိနေမှန်းတောင်ဟိုတီးဖို့ခက်ခဲသွားစေနိုင်နေဆိုတဲ့အခြေအနေမျိုးဖြစ်လာတာပေါ့အတိအကျပဲဗျာဒီလို digital ကွာဟမှုdigital divide လို့ခေါ်တဲ့အခြေအနေကစင်းရဲနွမ်းပါမှုတန်တရားကိုပို့ပြီးတော့ net shine သွားစေနိုင်တဲ့အန်ရရှိလာတယ်ပညာရေးမှာဆိုရင် online သင်ခန်းစာတွေသတင်းချက်လက်တွေကိုလက်လန်းမမီတာဟုတ်တယ်ကျမကြီးမှာဆိုရင်လည်းအရေးကြီးတဲ့ကျမကြီးအသိပညာပေးအချက်လက်တွေကိုအချိန်မီမရရှိတာအပြင်ငွေကြေးဝန်ဆောင်မှုတွေမှာဆိုရင် digital စနစ်ကိုအသုံးမပြုနိုင်လို့ခြံလက်ခံရတာမျိုးတွေအဲ့ဒါတွေအကုန်ဖြစ်လာနိုင်တယ်ဒီနေရာမှာတကယ်တတိထားရမယ့်အချက်ကနီးပညာကိုယ်နိုင်ကလူတိုင်းကိုအကျိုးပြုနိုင်တဲ့အလားအလာအပြည့်အဝရှိနေပြီမဲ့ပေါ့လေလက်တွေ့မှာဘသူကတာကိုလက်လန်းမိတယ်လဲဘသူကတိတိရောက်ရောက်အသုံးချနိုင်တယ်လဲဆိုတဲ့ကြွားချမှုတွေကြောင့်ပဲမမြတ်တမှုတွေကိုပို့လို့တော့ကြီးထွားလာစေနိုင်တယ်ဆိုတာပါပဲအဲ့ဒါတို့အရေးကြီးတဲ့အချက်ပဲဒါဆိုရင်ဒီ digital ကွာဟမှုဆိုတဲ့စိန်ခေါ်မှုကြီးကို short ချနိုင်မှုနီးပညာနဲ့ data ကိုလူတိုင်းတန်းတူညီမျှအသုံးပြုနိုင်တဲ့အခြေအနေတစ်ခုဖန်တီးမှုကအင်မတန်အရေးကြီးတဲ့ဦးစားပေးကိစ္စတစ်ခုဖြစ်လာပြီလို့ဆိုရမှာပေါ့ဒီလိုလုံးနိုင်မှုဘလို့နီးလန်းနေများရှိနိုင်မလဲစဉ်းစားစရာပဲဟုတ်ပါတယ်မျော်လင့်ချက်ကတော့နီးပညာဟာချမ်းသာသူနဲ့ဆင်းရဲသူကြားမှာခွဲခြားထားတဲ့တန်တိုင်းတစ်ခုအဖြစ်ရှိနေမဲ့အစားပေါ်လေလူတိုင်းကိုရှေ့ဆက်သူတက်ဖို့အတူတကွာကူညီပေးနိုင်မဲ့တန်တာတစ်ဆင့်ဖြစ်လာဖို့ပါပဲတရားတစ်ဆင့်ပေါ့ဟုတ်တယ်ဆိုလိုတာကနီးပညာကိုအားလုံးပါဝင်နိုင်တဲ့အားလုံးအကျိုးခံစားနိုင်တဲ့ပုံစံမျိုးနဲ့ဖန်တီးဖို့အထုံးချဖို့လိုအပ်လာတဲ့ဆိုတဲ့သဘောပါပဲဟုတ်ပါပြီ ဒီ
ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်ရရင်ဤပညာတိုးတက်မှုတွေကတကယ်ကိုအမခံဖြစ်နေပေမဲ့တစ်ဖက်မှာ digital ကွာဟမှုဆိုတာကခေတ်သစ်မြင်ညံမှုရဲ့အရေးပါတဲ့မျက်နှာစာတစ်ခုအဖြစ်ပေါ်ထွက်လာနေပြီပြီးတော့ဒါကလူတွေရဲ့ပညာရေးကျန်းမာရေးအလုပ်ကနေခွင့်လန်းနေပါပင်ဘဝရဲ့အလွှတ်ပေါင်းစုံအပေါ်မှာကြီးမားရဲ့တက်ရောက်မှုတွေရှိနေတယ်ဆိုတာကိုသတိပြုမိဖို့လိုတယ်ဆိုတာပါပဲ ဟုတ်ပါတယ်ဒီဆွေးနွေးချက်တင်နဲ့နောက်ထပ်စဉ်းစားစရာမေးခွန်းတစ်ခုထပ်ထွက်လာတယ်ဗျနီးပညာနဲ့ data လက်လက်မြင်နိုင်မှုကအခုခေတ်မှာအခြေခံလူလိုအပ်ချက်တစ်ခုလိုဖြစ်လာနေပြီဆိုရင်ပေါ့လေဒီတရားလို့တင်စားထားတဲ့နီးပညာအခွင့်အလမ်းတွေကိုလူတိုင်းတကယ်ဖြတ်ကျော်နိုင်အောင်လူဖွဲ့စည်းထဲမှာ digital နီးပညာကြောင့်အမြဲတမ်းနောက်ကျကြံရစ်မဲ့လူဒန်းစားတစ်တစ်ခုမပေါ်ပေါက်လာအောင်ကျွန်တော်တို့ဘလို့မျိုးပိုကျယ်ပြတဲ့လူမှုရေးစီးပွားရေးဆိုင်ရာအပြောင်းလဲတွေမူဝါဒတွေကိုဖန်တီးဖို့လိုအပ်မလဲဆိုတာကိုဆက်ပြီးစဉ်းစားတွေးခေါ်တော့ဖို့လိုအပ်နေဦးမှာဖြစ်ပါရဲ့ဗျာ